ခန္ဓာကိုယ်ကအစီတွေ short ချပြီးတော့ချစ်လက်တန်မာတဲ့ခန္ဓာကိုယ်ပိုင်းဆိုင်မှုအတွက်အပိုင်း3ဗီဒီယိုလေးဖြစ်ပါတယ်ခန္ဓာကိုယ်အစီတွေ short ချဖို့မိတ်ဆွေရဲ့အစီချဖြစ်စဉ်ကပို့ပြီးတော့မြန်လာဖို့အတွက်အဓိကတော့ချက်နဲ့လက်နက်ကကြွတ်သားတိဆောက်လာပါပဲအဲ့တော့တင်းရဲ့ခန္ဓာကိုယ်မှာဘယ်လောက်ထိအများကြွတ်သားပမာဏရှိတယ်အဲ့လောက်ထိအမြင်အစီပမာဏလျော်နေလိမ့်မယ်ကြွတ်သားနဲ့အစီနဲ့ကစန့်ကျင်ဘက်ကြီးအဲ့တော့သူကကြွတ်သားပမာဏခန္ဓာကိုယ်မှာများရှိလေအစီပမာဏကလျော်နေလိမ့်ပါမယ်အစီမြင်ချရလွယ်လီပါပဲအဲ့တော့တင်းအနေနဲ့ကြွတ်သားတိဆောက်ဖို့တော့ပို့ပြီးတော့အာရုံစိုက်ဖို့လိုပါတယ်အလေးဝင်နေနဲ့ကစားပြီးဖို့လိုပါတယ်အလေးဝင်နေနဲ့ကစားတဲ့အခါမှာသင်ကြားဖို့လိမ့်မယ်အစီချဖို့တော့ပို့ပြီးတော့ကြစ်လက်လာဖို့ဆိုရင်အလေးဝင်နေနဲ့အချိန်များများလုပ်ပါအောင်ဆိုပြီးတော့အမှန်မှန်ကအဲ့ဒါကလုံးဝမှားပါတယ်အဲ့လိုမျိုးလုပ်လို့မရပါဘူးသင်ကတင်းရဲ့အစီချဖြစ်စဉ်မှာတင်းရဲ့ကြွတ်သားတွေကိုလည်းကောင်းကောင်းလှုပ်ဆောင်မှုပြီးပြီးတော့ကြွတ်သားထုလည်းကောင်းလာအောင်လုပ်ရမှာဖြစ်တဲ့အတွက်တင်းအနေနဲ့တင်းရဲ့ muscle တွေကို challenge ခေါ်ဖို့လိုပါတယ်အလေးဝင်များများနဲ့ကစားပြီးဖို့လိုပါတယ် progressive overload တွေလုပ်ဖို့လိုပါတယ် progressive overload ဆိုတာအလေးဝင်တစ်ခုတည်းတိုးတာမဟုတ်ပဲတင်းရဲ့ workout intensity ကိုပို့ပြီးတော့မြင့်တင်လာလို့ရတယ် training တကြောနဲ့ကြောနားခြင်းကို short လာလို့ရတယ်အကျင့်အရေးဒီနောက်ဆုံးအကြောမှာအကျင့်အရေးတွေကိုပို့ပြီးတော့တူကစားပြီးလို့ရတယ်ဒီဟာကလည်းတင်း training intensity ကိုပို့ပြီးတော့ကောင်းမွန်လာအောင်လုပ်တဲ့နည်းလမ်းတွေပါပဲကာဒီယိုကဘယ်လိုတက်ရောက်မှုရှိလဲလို့မေးမြန်းဆိုရင်ကာဒီယိုကတက်ရောက်မှုရှိပါတယ်ကာဒီယိုကတင်းကစားနေတဲ့အချိန်ကယ်လိုရီကိုအလွန်အကျွံအမြင်နဲ့လောင်ကျွမ်းနိုင်မယ်တင်း metabolism ကိုလုံးဝလောင်ကျွမ်းအောင်တင်း metabolism ကလုံးဝမြင်နေမယ်ကစားနေတဲ့တစ်လျှောက်ဒါပေမဲ့ weight training လုပ်ပြီးခြင်းအပြင်တင်း metabolism ကအမြဲတမ်းအတွက်မြင်နေပြီးတော့တင်နားနေတဲ့အချိန်တင်လန်းရှောင်နေတဲ့အချိန်တင်အိတ်နေတဲ့အချိန်မှာတော့မှတင်ရဲ့အတွက်ကယ်လိုရီလောင်ကျွမ်းမှုဆိုတာကအစီထပ်ဖြစ်စဉ်အတွက်ကယ်လိုရီလောင်ကျွမ်းမှုဆိုတာကတိတိတသာပို့ပြီးတော့ဉာဏ်နေလိမ့်မယ်သူ့ရဲ့ပုံမှန်ထိုလုပ်ငန်းစဉ်ကိုသူပုံမှန်လုပ်ဆောင်နေလိမ့်မယ်ကြွတ်သားတိဆောက်ဖို့အတွက်အစီချဖို့ဆိုရင် weight training လုပ်ကာဒီယိုလုပ်ရုံနဲ့တော့မပြီးသေးဘူး diet ကို follow လုပ်ဖို့လိုပါတယ်တင်ရဲ့ diet မှာကတင်ရဲ့ diet မှာ protein ကိုပို့ပြီးတော့ focus လုပ်ပြီးပါဘာလို့ protein ကိုပို့ပြီးတော့ focus လုပ်ခိုင်းတာလဲဆိုတော့ protein ကမိတ်ဆွေရဲ့ကစားနေတဲ့အချိန်ပြိုကွဲသွားတဲ့ကြွတ်သားတွေကိုပြန်လည်တိဆောက်ပြီးတော့ပို့ပြီးတော့တန်မာလာအောင်ကြီးထွားတယ် protein ကတစ်ရက်ကိုဘယ်လောက် gram ဖြစ်စားရမလဲလို့မြင်လို့ဆိုရင်တင်ရဲ့ body weight 1 kg အတွက်2 gram protein 1 pound အတွက်1 gram of protein ဥပမာသင်က80 kg ရှိတဲ့သူတဦးဆိုရင် protein တစ်ရက်ကို160 gram ဒီလို160 pound ရှိတဲ့သူတဦးဆိုရင်တစ်ရက်ကို160 gram protein ဖြစ်ဆက်ပြရမှာဖြစ်ပါတယ်